မင်္ဂလာပါရှင်နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးမြောက်ဖက်ဗဟိုပြုပြီးအင်အားအသင့်တရှိမြင်းကလင်းလှုပ်ခတ်တဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးမြို့မြောက်ဖက်ကိုဗဟိုပြုပြီးအင်အားအသင့်တရှိတဲ့မြင်းငလင်းတစ်ခုလှုပ်ခတ်သွားခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။ဒီကနေ့ဒီဇင်ဘာ10ရက်ညနေ4:05မိနစ်ခန့်မှာမန္တလေးမြို့ရဲ့မြောက်ဖက်68ကီလိုမီတာအကွာမြေအောက်အနက်10ကီလိုမီတာကိုဗဟိုပြုပြီး Restarski 4.8 အဆင့်နဲ့အင်အားအတော်အသင့်ရှိတဲ့မြင်းကလင်းတစ်ခုလှုပ်ခတ်သွားတာဖြစ်ကြောင်းလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကအသိပေးပါတယ်။ငလင်းဟာတိတာတာကြောင့်အထက်မြင့်နေထိုင်သူတွေစိုးရိမ်ခဲ့ကြတယ်လို့မန္တလေးမြို့ကန်တွေကပြောပါတယ်။တိတာတာလှုပ်သွားလို့အထက်မြင့်ကနေဆင်းပြေးရတယ်လို့မန္တလေးနန်းရှိမှာနေတဲ့အမျိုးသားတပ်ဦးကပြောပါတယ်။မန္တလေးမြို့အပြင်ပြင်ဦးလွင်ပသိမ်ကြီးကြောက်စဲတရားဦးအမရပူရစတဲ့ဒေသတွေကပါတိတာစွာလှုပ်ခတ်သွားခဲ့ကြောင်းဒေသခံတွေကပြောပါတယ်။မန္တလေးမှာငလင်ကြီးလှုပ်ခတ်မှု9နှစ်နီးပါးကြာခဲ့ပြီဖြစ်ပေမဲ့ပြန်လည်တည်ဆောက်ရေးတွေပြုလုပ်နေရဆဲဖြစ်ပြီးနောက်ဆက်တွဲငလင်တွေကြောင့်အစာအုပ်ထပ်မံကြီးကြိုက်တာတွေရှိနေဆဲဖြစ်ကြောင်းဒေသခံတွေကပြောပါတယ်။ဆက်လက်ပြီးစစ်တပ်ရွေးကောက်ပွဲလွတ်လပ်တရားမျှတသည့်ရွေးကောက်ပွဲမဟုတ်ဟု UK နဲ့ Aussie တန်ယုံထုတ်ပြန်နေဆွဲတဲ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဖန်စီထိန်သိမ်းထားသူတွေကိုပြန်လွှတ်မပေးဘဲအားလုံးပါဝင်ညှိနှိုင်းဆွေးနွေးမှုမရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ရွှေကောက်ပွဲဟာလွတ်လပ်တရားမျှတပြီးလူတိုင်းအကျုံးဝင်တဲ့ရွှေကောက်ပွဲအဖြစ်မပြည့်စုံဘူးလို့ဩစတြေးလျအစိုးရကပြောကြားလိုက်ပါတယ်။ဒီဇင်ဘာလ10ရက်ဒီနေ့ကြာရောက်တဲ့အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာထုတ်ပြန်လာတဲ့ဩစတြေးလျအစိုးရရဲ့မြန်မာနိုင်ငံဆိုင်ရာသတင်းထုတ်ပြန်ချက်မှာအခုလိုဖော်ပြလိုက်တာပါ။ငြိမ်းချမ်းရေးလမ်းကြောင်းအစစ်အမှန်ဖြစ်ဖို့အတွက်အကြမ်းဖက်မှုတွေကိုအဆုံးသတ်ပြီးမတရားဖန်ဆီးထိန်သိမ်းထားသူအလုံးကိုလွှတ်ပေးဖို့သက်ဆိုင်သူအလုံးပါဝင်တဲ့ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ဖို့လိုအပ်တယ်လို့ဩစတြေးလျအစိုးရကဆိုပါတယ်။ဒီလိုအခြေအနေမျိုးမရှိဘဲကျင်းပတဲ့ရွေးကောက်ပွဲဟာပုံမကြီးမားတဲ့တည်ငြိမ်မှုတွေစီဦးတည်ပြီးပြည်သူတွေအပေါ်ဆိုးရွားတဲ့အကျိုးဆက်တွေဖြစ်ပေါ်စေမှာဖြစ်တယ်လို့ဆိုပါတယ်။ဆက်လက်ဖြစ်ပွားနေသောအကြက်အတဲအတွက်ငြိမ်းချမ်းသည့်အဖြေရှာဖွေရာတွင်အတားဆီးဖြစ်မည်ကိုမိမိတို့အထူးစိုးရိမ်ပါတယ်။လက်ရှိမြန်မာနိုင်ငံရှိအခြေအနေသည်လွတ်လပ်၍တရားမျှတပြီးလူတိုင်းအကျုံးဝင်သည့်ရွေးကောက်ပွဲကျင်းပရန်အတွက်လိုအပ်သည့်အရာများမပြည့်စုံနေပါဘူးလို့ဩစတြေးလျအစိုးရရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဩစတြေးလျအစိုးရအနေနဲ့မြန်မာပြည်သူတွေနဲ့အတူဆက်လက်ရပ်တည်ပြီးပြည်သူတွေရဲ့ဆန္ဒကိုထင်ဟပ်တဲ့ဒီမိုကရေစီအယက်သားအစိုးရစီငြိမ်းချမ်းစွာအာဏာလွှဲပြောင်းဖို့ဆက်လက်တိုက်တွန်းသွားမယ်လို့ဆိုပါတယ်။ဒါ့အပြင်မြန်မာနိုင်ငံရဲ့အကြက်တဲဖြည့်ရှင်ဖို့အာဆီယံရဲ့အခမ်းကဏ္ဍကိုထောက်ခံပြီးအာဆီယံကိုယ်စားလှယ်တွေနဲ့အဓိပ္ပာယ်ရှိတဲ့တွဲဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့အကြံဖတ်စစ်တပ်ကိုတောင်းဆိုထားပါတယ်။ဩစတြေးလျအစိုးရနီးတူ UK နိုင်ငံခြားရေးကလည်းမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ထုတ်ပြန်ချက်တရက်ကိုဒီနေ့ထုတ်ပြန်လိုက်ပြီးအကြံဖတ်စစ်တပ်ရဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှုရှိတယ်လို့ယူဆရတဲ့နည်းလမ်းနဲ့ကျင်းပမဲ့အခြေအနေကိုမတွေ့ရဘူးလို့ဆိုပါတယ်။လေးနက်ပြီးအဓိပ္ပာယ်ရှိတဲ့ရွှေကောက်ပွဲဆိုတာအကြမ်းဖက်မှုတွေကိုအဆုံးသတ်ရန်နဲ့သက်ဆိုင်ရာအဖွဲ့အသီးသီးနဲ့ဆွေးနွေးရန်လိုအပ်ပါတယ်။ဝန်တွဲစွာနဲ့ပဲစစ်တပ်ရဲ့ရွှေကောက်ပွဲဟာဒီအခြေအနေတွေနဲ့ကိုက်ညီတဲ့အရေးအယောင်သို့မဟုတ်လွတ်လပ်ပြီးတရားမျှတမှုရှိတယ်လို့ယူဆရတဲ့နည်းလမ်းနဲ့ကျင်းပမဲ့အခြေအနေကိုမတွေ့ရပါဘူးလို့ UK နိုင်ငံခြားရေးဒနတဟာရနဲ့ဖွံ့ဖြိုးရေးယုံပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။အကြမ်းဖက်စစ်တပ်ကကျင်းပတဲ့ရွှေကောက်ပွဲဟာပုံမဆိုးရတဲ့တင်းမာမှုနဲ့အကြမ်းဖက်မှုတွေကိုဖြစ်ပေါ်စေနိုင်ရုံသာမကစစ်မှန်တဲ့ဖြည့်ရှင်းနည်းတွေနဲ့ပုံမဝေးကွာသွားမှာကိုစိုးရိမ်မိတယ်လို့လည်းဆိုပါတယ်။ UK အစိုးရအနေနဲ့ပြောင်းလဲဖြစ်ပေါ်မှုတွေကိုဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပြီးအယက်သားပြည်သူတွေရဲ့အသက်အိုးအိမ်ကိုဦးစားပေးကာကွယ်ဖို့မြန်မာစစ်တပ်ကိုတိုက်တွန်းသွားမယ်လို့ဆိုပါတယ်။ဒါ့အပြင်ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်အပါအဝင်မတရားဖန်ဆီးထိန်သိမ်းခံထားရသူအလုံးကိုချက်ချင်းလွှတ်ပေးဖို့အယက်သားပြည်သူတွေအပေါ်လေကြောင်းတိုက်ခိုက်မှုတွေအဆုံးသတ်ဖို့ပရိပခအန္တရာယ်ကနေပြည်သူတွေကိုအကာအကွယ်ပေးဖို့နဲ့အာဆီယံဘုံသဘောတူညီချက်5ချက်ကိုအပြည့်အဝလက်တွေ့အကောင့်ထဲပေါ်ဖို့ကိုလည်းတောင်းဆိုထားခဲ့ပါတယ်။ UK အစိုးရအနေနဲ့မြန်မာနိုင်ငံသားများရဲ့ငြိမ်းချမ်းတဲ့ဒီမိုကရေစီအနာဂတ်အတွက်ထားရှိတဲ့ရည်မှန်းချက်များကိုဆက်လက်ထောက်ခံကူညီသွားမှာဖြစ်ပါတယ်လို့ UK နိုင်ငံသားရေးဒနတဟာရနဲ့ဖွံ့ဖြိုးရေးယုံပြောရေးဆိုခွင့်ရှိသူကပြောဆိုပါတယ်။ဆက်လက်ပြီးတော်လန်ရေးကာလ9နှစ်နီးပါးရောက်လာချိန်တော်လန်ရေးကျင့်ဝတ်ချိုးဖောက်မှုများရှိလာဟုယာယီသမရဒူဝါလက်ရှိလာပြောကြောင်းဖက်စစ်စစ်တပ်၏အမှုအကျဉ်းများကူးစက်မခံရဖို့နဲ့တော်လန်ရေးကိုခန့်အားကောင်းဖို့လိုကြောင်းသတိပေးတဲ့ဆွေးသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရေဦးတော်လန်ရေးကာလ9နှစ်နီးပါးရောက်လာချိန်မှာတချို့တွေတော်လန်ရေးတာဝန်တွေထမ်းဆောင်ရင်တော်လန်ရေးကျင့်ဝတ်တွေနဲ့လွဲချော်လာတာတွေ့ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမရဒူဝါလက်ရှိလာကပြောကြားလိုက်ပါတယ်။တော်လန်ရေးအချိန်ကာလကြာမြင့်လာတဲ့အမျှတော်လန်ရေးတာဝန်တွေကိုထမ်းရွက်ကြတဲ့အခါမှာလုံပိုင်ခွင့်အာဏာနဲ့ကင်ဆွဲထားတဲ့လက်နက်တွေအပေါ်မှာတာယာပြီးတချို့လေတော်လန်ရေးကျင့်ဝတ်စံနှုန်းတွေနဲ့လွဲချော်လာတာကိုတွေ့ရပါတယ်။ကျွန်တော်တို့ဟာပြည်သူလူထုကပေးအပ်ထားတဲ့တာဝန်တွေကိုထမ်းရွက်နေကြတာဖြစ်ပါတယ်။ယာဒူးအာဏာဆိုတာတာဝန်အထွက်တာဖြစ်ပါတယ်။
အာဏာစည်းစိမ်အတွက်မဟုတ်ပါဘူးဆိုတာသတိချက်ဖို့လိုအပ်ပါတယ်လို့ဆိုပါတယ်။ဒါပြင်တော်လန်သူတွေအနေနဲ့ဖက်စစ်စစ်တပ်ရဲ့အမှုအကျင့်တွေကူးစက်မခံရဖို့လိုပြီးတော်လန်ရေးကိုခန့်အားကောင်းဖို့အရေးကြီးတယ်လို့ယာယီသမရဒူဝါလက်ရှိလာကသတိပေးပြောကြားခဲ့ပါတယ်။မျိုးဦးတော်လန်ရေးဟာစစ်အုပ်စုပြုတ်ကျသွားရေးဖက်စစ်စစ်တပ်ခေါင်းဆောင်တွေပြုတ်ကျသွားရေးတသက်မဟုတ်ဘူးဆိုတာနားလည်စေချင်ပါတယ်။စစ်အာဏာရှင်အတွေ့အခေါ်အမှုအကျင့်တွေအလုံးအဆုံးသတ်သွားတဲ့အထိရီမန်းတဲ့တော်လန်ရေးဖြစ်ပါတယ်။ဒါကြောင့်ဖက်စစ်စစ်အာဏာရှင်ကိုတော်လန်ရေးကိုတိုင်ကဖက်စစ်စစ်တဲ့အမှုအကျင့်အတွေ့အခေါ်လုံနီးဟန်တွေကူးစက်မခံရဖို့အရေးကြီးပါတယ်။တော်လန်ရေးကိုခန့်အားကောင်းဖို့အင်မတန်အရေးကြီးတယ်လို့ကျွန်တော်ပြောချင်ပါတယ်။အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာစစ်အာဏာရှင်လက်အောက်လူ့အခွင့်အရေးတွေပျောက်ဆုံးနေတဲ့မြန်မာပြည်သူတွေအတွက်အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမရဒူဝါလက်ရှိလာကမိန့်ခွန်းပြောကြားရင်အထက်ပါအတိုင်းပြောဆိုခဲ့တာပါ။မြန်မာပြည်သူတွေဟာစစ်အာဏာရှင်အစိုးရဆက်ဆက်အောင်မှာလူ့အခွင့်အရေးတွေချိုးဖောက်ခံခဲ့ရတယ်လို့2021ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်းအကြီးမားဆုံးလူ့အခွင့်အရေးချိုးဖောက်မှုတွေကိုအုံလိုက်ချင်းလိုက်ခံစားနေရတယ်လို့ယာယီသမရဒူဝါလက်ရှိလာကပြောပါတယ်။စစ်အာဏာရှင်တွေကပြည်သူလူထုအလုံးကိုလူ့အခွင့်အရေးဆိုတာကိုမစင်စားနိုင်အောင်ဒီမိုကရေစီဆိုတာကိုမပြောရဲအောင်ဖိနှိပ်ရေးရန်ရာကိုအပြည့်အဝအသက်သွင်းနေပါတယ်။ပြည်သူလူထုဟာစစ်အာဏာရှင်အစိုးရအဆက်ဆက်အောင်မှာလူသားဘဝပြီးသားအောင်နေထိုင်ခွင့်မရခဲ့ကြတာတွေ့ရပါတယ်။အခုလည်းအကြမ်းဖက်စစ်တပ်ရဲ့ဖမ်းဆီးတပ်ဖြတ်မှုတွေနဲ့လေကြောင်းပုံကျင်းမှုတွေကြားထဲမှာပြည်သူပေါင်းတန်းတဲ့ချီထွက်ပြေးတိမ်းရှောင်နေကြရပါတယ်လို့ဆိုပါတယ်။စစ်အာဏာရှင်တွေရဲ့ညှဉ်းပန်းနှိပ်စက်မှုကိုဘယ်လိုမှလက်မခံဘူးဆိုတာကိုအတန်တိတ်တပိတ်ဆင်နွှဲပြီးပြသကြတဲ့ပြည်သူလူထုအပေါင်းကိုလေးစားဥညွှတ်ကြောင်းလေးယာယီသမရကပြောကြားခဲ့ပါတယ်။